လူတိုင်းမှာအိမ်မက်ကိုစီရှိကြတယ်ဟုတ်ဇာရမှာလည်းအိမ်မက်ရှိပါတယ်ဒီဘက်လောကမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဒါပေမဲ့ဇာရကလူတွေအများကြီးနဲ့ပေါင်းသင်းဆက်ဆံရတာမကြိုက်ဘူးအပြင်ထွက်ပြီးတော့မှလည်းအလုံးမလုံးချင်ဘာကြောင့်လဲဆိုတော့ဇာရမှာလုပ်ငန်းအတွေ့အကြုံပေါ့နော်အရန်ကမှနိုင်ရဖြစ်တဲ့အတွက်ကြောင့်တယောက်တည်းအေးဆေးဆေးနဲ့အိမ်မှာနေပြီးတော့မှနားအေးပါအေးနဲ့အလုံးလုံးရတာကိုဇာရကြိုက်တယ်ပေါ့နော်ပြီးတော့အိမ်ကိုလည်းခင်တယ်ပေါ့နော်အကြီးသွားရတာကြိုက်ပေမဲ့ဇာရကအပြင်နဲ့ခဏခဏထွက်ရတာမကြိုက်ဘူးအိမ်ထဲမှာပဲအလုံးလုံးရတာကိုကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုနဲ့အဆင်ပြေရဲ့အလုပ်ကိုရှာရဲနဲ့ဇာရဒီ online လောကတွေကိုရောက်လာတယ်ရောက်လာတဲ့အချိန်မှာဇာရ online shop ကိုစပြီးတော့မှလုပ်တယ်ပေါ့နော်လုပ်ရကနေပြီးတော့မှဇာရကိုယ့်ရဲ့တိုက်နဲ့မတူညီလို့အမျိုးမျိုးလုပ်ငန်းတွေပြောင်းခဲ့ဘူးတယ်ဇာရ coach လည်းလုပ်ခဲ့ဘူးတယ်ဘေးဒုတ်လည်းရောင်းခဲ့ဘူးတယ်ပေါ့နော်ဘေးဒုတ်တွေခစ်စားနေတဲ့အချိန်တော့အထည်ဘေးဒုတ်လည်းရောင်းခဲ့ဘူးတယ်အေဂျင့်ဝင်ပြီးတော့မှလုပ်ရတဲ့အလုပ်တွေလည်းဇာရအများကြီးလုပ်ခဲ့ဘူးတယ်ဒါပေမဲ့ကိုရဲ့ကျွမ်းကျင်မှုမရှိတာလည်းပါမှာပေါ့နော်ကိုယ်တိုင်လည်းကျွမ်းကျင်မှုမရှိတဲ့အခါကျတော့ဒီအလုပ်တွေလုပ်ရတာကိုနဲ့အဆင်ပြေနေတော့ပြေနိုးပြိုင်းနဲ့ဇာရအလုပ်တွေအများကြီးလုပ်ဖြစ်သွားတာပေါ့နော်အဲ့ထဲမှာမှအစိုးရအကောင့်လိုပဲပြောရမှာမသိပေါ့နော်ကိုအလုပ်အများကြီးလုပ်ဖြစ်ရနေပြီးတော့မှအတွေ့အကြုံတွေရလာတယ်ပြီးတော့ကိုရဲ့ဒီရက်တီမဲ့နေရာတစ်ခုပေါ့နော်ရွေးချယ်ဖြစ်သွားတယ်တဖြည်းဖြည်းနဲ့အခုဆိုလို့ရှိရင်ကိုဘာဖြစ်ချင်တာလဲကိုဘာလုပ်ချင်တာလဲကိုကဘယ်ဘက်မှာအားတန်နေတာလဲကိုရဲ့ရက်တီမှုကဘာလဲဆိုတာကိုရှာဖွေတွေ့ရှိသွားတယ်ရှာဖွေတွေ့ရှိသွားတဲ့အချိန်မှာကိုလုပ်ရမယ့်အလုပ်တွေကလည်းလမ်းပွင့်သွားတယ်တော့ကိုအရင်ကခက်ခဲနေတဲ့ထင်တဲ့အရာတွေကအခုဆိုလို့ရှိရင်အရာကိုမှလွယ်ကူလာတယ်အခုချိန်မှာဇာရအောင်မြင်နေပြီလားဆိုလို့ရှိရင်တော့မအောင်မြင်သေးဘူး။ဘာကြောင့်လဲဆိုတော့ဇာရလမ်းကြောင်းတွေအများကြီးပြောင်းခဲ့တဲ့အတွက်ကြောင့်အောင်မြင်မှုတော့မရသေးဘူး။ဒါပေမဲ့ကိုရှောက်ရမယ့်လမ်းကိုတွေ့သွားတယ်။ကိုရှောက်ရမယ့်လမ်းကိုမြင်လာတယ်ပေါ့နော်။အဲ့အတွက်ကြောင့်မလို့ဇာရအခုဆိုလို့ရှိရင်အလုပ်တွေလုပ်ရတာအရန်လွယ်ကူလာတယ်အရန်ကိုပျော်ရွှင်လာတယ်။အဲ့လိုမျိုးပေါ့နော်။ကိုကအပြင်မှာအလုပ်ထပ်လုပ်ချင်ပေမဲ့လို့လဲကိုမှာကလုပ်ငန်းအတွေ့အကြုံမရှိတဲ့အခါမှာလူကြားထဲမထွက်ရဲဘူးပေါ့နော်။လူရှိကိုမထွက်ရဲဘူး။မထွက်ရဲတော့အိမ်မှာပဲတယောက်တည်းအချိန်ကုန်တာများတယ်။ငွေလည်းမရဘူး။အတွေ့အကြုံလည်းမရဘူး။ဘာပညာမှလည်းမရဘဲနဲ့တယောက်တည်းအိမ်မှာအချိန်ကုန်ဖြစ်ရာကနေပေါ့နော်ဇာရအသက်30ပြည့်ခန့်နေလောက်မှာဒီ online လောကတွေရောက်လာတဲ့အချိန်မှာကိုမသိသေးတဲ့အရာတွေကိုလေးလာသင်ယူရမယ့်အရာတွေကိုမှလိုအပ်ချက်တွေကိုမြင်လာတယ်ကိုကလုံးဝဘာမှမသိနားမလဲတဲ့ကလေးလေးတယောက်လိုပုံစံမျိုးဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောကတွေဝင်လာတဲ့အချိန်မှာကိုယ့်ရဲ့ mindset တွေကိုယ့်ရဲ့အတွေးအမြင်တွေကိုယ့်ရဲ့ဒီစီးပွားရေးနဲ့ပတ်သက်တဲ့experience တွေကပို့ပြီးတော့မှlevel မြင့်လာစေတယ်တဆင့်တက်လာစေတယ်ပေါ့နော်ယုံကြည်မှုရှိလာစေတယ်အဲ့လိုမျိုးလုပ်ရင်ကနေပြီးတော့မှအခုချိန်မှာဇာရ Glow Beauty ရဲ့ founder တယောက်အနေနဲ့ရပ်တည်ဖို့အတွက်ဇာရအဆင်သင့်ဖြစ်နေပြီပေါ့နော်နောက်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံတွေကဒီ online တစ်ခုတည်းမဟုတ်ဘဲနဲ့ဒီ offline မှာပါသွားနိုင်အောင် offline ဒီလိုမျိုးdistribution လုပ်နေလဲပတ်သက်ပြီးတော့မှဇာရအများကြီးဖြစ်အောင်လို့လေးလာသိယူနေမှာနောက်ကြလို့ရှိရင်ဇာရဒါတွေကိုပြန်ပြီးမှ share လုပ်ပေးပါမယ်ရှင်အခုကတော့ဒီနေ့ကတော့ဒါလောက်ပါပဲရှင်